Okay, hello mọi người. Đây cái video mà rồi cho nó thì Facebook của nó, Facebook của content writer này này và Facebook mà cho nó post tiền mà nó đặc biệt mẹ cho nó là thì mà gì thì nó ba trong gì rồi gì mà tiêu ba trong tiền nó tiền mà tiêu ấy là nhiều phiên này rồi cho nó để chạy lao khai ra mà nó cho nó blue khai này rồi ok cho nó Facebook mà nó thao nó sẽ chào tuổi người xa ni ngã miêu số yếu content gì khai mà nó ok cho nó đi lùi gì lại nó thao nó sẽ chào tuổi người xa ni ngã miêu trong ngủ content gì bị tiền mấy và số yếu cho nó phiếu lại đấy thì mà ngã miêu số thành ngã người xa ni ngã ni số bộ mẹ này mà nó cho nó nếp như này ngã ni của nó ok mà nó mấy rồi cho nó để check bia mà mà chỉ cho nó pin agent của bên nào đấy nó quên mà Facebook bên nào làm xíu của nó ok hay là cho nó tu tiền khai mày bộ cho nó khá xong chỉ nó tu tất cả đấy point vào của nó Facebook mà point vào đấy bây giờ mà nó thông sẽ cho tôi người xa ni ngã ni số mà tất cả đấy post gì của nó gì bây giờ tu bảo lâu nữa rồi tất cả đấy tiền mày chỉ trả lại tu tất cả đấy nếu mà next còn này đấy bây giờ post còn này rồi của nó tất cả đấy bây giờ tất cả đấy qua tiền rồi ta post tiền bây giờ biết rồi của nó mà chỉ là cho nó phát triển mà thôi thì mà sẽ sign đi vào đi và tất cả đấy gì bây giờ của nó lùa next year mà lùa nó đi đây mà tu khai này là tu bảo tu tiền rồi của nó ok cho nó đi khai ra rồi Facebook mà hai nó post tiền bây giờ số yếu biến khai chi mà của nó bộ bây giờ để trả rồi mà nó cho nó là post lại để nó post lại để rồi cho nó cái nàoเราxong này mà tu upload này delay ဖြစ်နေပါเนาะအောက်ဆိုရင်စာရာနဲ့တခါတည်းမှကြည့်မင်္ဂလာပါလူချင်းများအားလုံးပြောရှင်ကြနေ့လည်းဖြစ်ပါတယ်ပင်မစုံမကောင်းတောင်းပေးရပါတယ်ဆိုပြီးအမ next ကိုတွားနှိပ်လိုက်မိတ်ဆွေမြင်လားမသိဘူးပြီးရင်သူ post cloud ကိုတွားနှိပ်လိုက်မှာခဏနေကြည့်တာဟောလူကမနှိပ်ဘူးเนาะလူကမနှိပ်ဘူးတူးဖာတာတူနှိပ်တာဒါ Facebook မှာပင် agent ကိုကျွန်တော်ခိုင်းပြီးတော့ post တင်တာပေါ့เนาะအဲ့လိုလုပ်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီပင် agent ထဲမှာ AI ပေါ့เนาะဒီ API key ထည့်ထားဖို့လိုတယ်ဒီမှာကျွန်တော်တို့ setting ထဲကိုဝင်လိုက် setting ထဲကိုဝင်လိုက်ရင်ဒီမှာ API key ထည့်ထားပေးရမယ်နောက်ပြီးတော့ဒီမှာ model လာရွေးပေးရမှာပေါ့နော် model ကတော့အခုလက်ရှိကတော့ 2.5 ဖြစ်နေရမှာမိတ်ဆိုလို့ရှိရင်တကယ်တော့1.5 ဖြစ်နေဆိုရင်1ကိုဖြတ်ပြီးတော့2လို့ထည့်ပေးလိုက်ပေါ့နော်ဒါနောက် 3.5 ထွက်လာရင်လည်း3ဆိုပြီးတော့ထည့်ပေးလိုက်လို့ရတယ်ဒီမှာကတော့ကိုယ့်ရဲ့ model နာမည်ကိုထည့်ပေးရမှာပေါ့နော်နောက်ပြီးဒီ knowledge ညမှာမိတ်ဆိုရဲ့ဒီဥစ္စာနဲ့ပတ်သက်တဲ့ knowledge တွေကိုဒီထဲမှာလာထည့်ပေးလို့ရတယ်ပေါ့နော်။မိတ်ဆွေကဘာတိစေချင်တာလဲဆိုတော့အသိပညာတွေဒီထဲမှာထည့်ထားပေးလို့ရတယ်။ API key ကတော့ဒီမှာထည့်ပေးရပါပေါ့နော်ဒီနေရာမှာ API key ကိုကျွန်တော်တို့က free plan နဲ့အကြာကြီးတုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုတည်းမဟုတ်ဘဲနဲ့4 5 6ခုလောက်တစ်ခါတည်းပြည့်ထည့်ထားပေးလို့ရတယ်။ဒီမှာဆိုရင်ကျွန်တော်ထည့်ထားတာ10ခု12ခုလောက်ရှိရပေါ့နော်။အဲဒါကြောင့်မလို့မိတ်ဆွေကfree နဲ့ပဲတုံးနေတာဆိုလို့ရှိရင်တော့မှလုံးဝသူများလိုမျိုး premium ဝယ်ထားလို့မျိုးpaint version ပုံစံမျိုးနဲ့အကြာကြီးတုံးလို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်ကဘယ်လိုလုပ်လဲဆိုတော့ API key 3ခုထည့်ထားတယ်ဆိုပါဒါဆိုလို့ရှိရင် number 1တစ်ခုကိုအရင်ကုန်အောင်တုံးလိုက်တယ်ပြီးတော့2ကိုတွားတယ်ပြီးရင်3ကိုတွား3ကုန်သွားပြီဆိုတဲ့အခါကျတော့ဘာဖြစ်နေပြီလဲဆိုတော့1ကပြန်ပြီးတော့API key ကပြန် limit ကပြန်ပြည့်နေပြီဗျာအဲ့တော့သူတုံးကိုရောက်သွားတဲ့ခါကျရင်တက်ကိုပြန်ကူးပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့တွားတာဖြစ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့ API key က limit မရှိဘူးတုံးလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုတော့အခုကျွန်တော် API key တွေကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်တချို့မိတ်ဆွေတွေ API key မယူတတ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ကျွန်တော် API key ကိုယူမယ်ဆိုလို့ရှိရင်ဘယ်မှာတွားယူရလဲဆိုတော့ကျွန်တော်တို့ကဒီ Google Studio တွားလိုက်အဲ့ဒီ Google Studio မှာကျွန်တော်တို့ API key တွေကိုအခမဲ့ယူလို့ရတယ်တကယ်လို့မိတ်ဆွေကဒီပတ်စံနဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာကတော့ဒီ Google Studio ပေါ့ Google ပတ်စံနဲ့ဝယ်မယ်ဆိုရင်လည်းဝယ်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ပတ်စံနဲ့ဝယ်ထားတာဆိုရင်တစ်ခုတည်းဆိုလုံလောက်တယ်ကိုကပတ်စံနဲ့မဝယ်ခြင်းဘူးဆိုလို့ရှိရင်တော့4 5 6ခုလောက်တုံးလို့ရတယ်ပေါ့နော်ဒီမှာ
ကျွန်တော် Google Studio AI နဲ့ဝင်သွားတယ်ဆိုလို့ရှိရင်ဒီမှာ get API key ဆိုတာရှိရဲဖုန်းထဲမှာလည်းအတူတူပဲเนาะအဲ့လိုမျိုးလေးပဲတွက်ရှာလိုက် get API key ဆိုတာရှိရဲပြီးရတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာ create ဆိုတာရှိရဲ create API key ဆိုတာရှိရဲအဲ့ဒီကောင်လေးကိုနှိပ်လိုက်ဒီနေရာမှာကျွန်တော်တို့နာမည်တစ်ခုပေးလိုက်ပါเนาะကျွန်တော်ကတော့ဘာပေးမလဲဆိုတော့ထားပါ okay ပဲပေးလိုက်မှာပေါ့เนาะဒီလိုရှောက်ပေးလိုက်ရပါเนาะနာမည်ပြီးရရင်ဘာလုပ်မလဲဆိုတော့ဒီမှာဒီနာကကျတော့ create project ဆိုတော့နှိပ်မယ်ပြီးရင်ဒီမှာဒါကိုဖြတ်လိုက်မယ်ပြီးရင်ကျွန်တော် project နာမည်ပေးမယ်ကျွန်တော်ကြိုက်တာပေးလို့ရတယ်เนาะနာမည်ကကျွန်တော် okay ပဲရှောက်ပေးလိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာ create project ဆိုရှိရဲအဲ့ကောင်လေးကိုနှိပ်လိုက်ဒါဆိုကျွန်တော်ခဏလောက်စောင့်ပေးလိုက်ရမှာเนาะစောင့်ပေးလိုက်တော့ fail create project create fail ကျွန်တော် project ဖန်တီးတာ fail လို့ပြောတယ်ဗောနော်အဲ့တော့ကျွန်တော်နောက်တစ်ခါတော့ပြန်ဖန်တီးကြည့်မယ်ရောဒီကောင်ဖြတ်လိုက်မယ်ဒီကတော့နည်းနည်းလေးတဘာဝကြောင်ပေးကြည့်အောင်နာမည်ကို1 2လို့ပေးလိုက်မယ်နော် okay ဒီလိုလေးပေးလိုက်တယ်ပြီးတော့ create project ဆိုတာထပ်နေတယ်ထပ်နေတော့လဲ fail နေသေးရဗောနော်ရောကျွန်တော်နာမည်ပေးတာတဘာဝမကြလို့လည်းဖြစ်နိုင်တယ်ဗောနော်ဒါမှမဟုတ်Google ကတခါတလေကြားလို့ရှိရင်ဟိုဖြစ်တတ်တယ်လူတွေတအားအများကြီးယူတယ်ဆိုရင်အဲ့လိုမျိုးဖြစ်တတ်တယ်ဗောနော်โอเคကျွန်တော်တို့ fail နေရမရသေးဘူးတကယ်မိတ်ဆွေကဗောနော်ဒီနေရာမှာခုနကကျွန်တော်ပြောလို့ပဲအဲ့လိုဖန်တီးပေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာ create project ကိုနှိပ်လိုက်ဗောနော် create project ကိုနှိပ်တယ်ပြီးကျွန်တော်တို့ဒီမှာ project နာမည်ပေးတယ် bla 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 ဆိုပြီးနာမည်ပေးတယ်ဒါကတော့ကျွန်တော်ခဏ fail နေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အဆုံးထိတော့ပြလို့မရတော့ဘူးเนาะcreate project ကိုနှိပ်တယ်နှိပ်ပြီးတော့တဲ့အခါကျရင်ဒီမှာကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီလိုမျိုး project ရလာမယ်ပေါ့เนาะမိတ်ဆွေတို့ရှင်မှာဒီ project ရလာမယ်အဲ့ဒါကိုမှဒီကနေ copy ကူးလိုက်ဒီကနေ copy ကူးလိုက်တယ်ဆိုကျွန်တော်တို့ API key တစ်ခုရလာမယ်မိတ်ဆွေတို့ကျွန်တော်တခြား test box တစ်ခုမှပြမယ်ဒီမှာကြည့်လိုက်ဒါကျွန်တော်တို့ရဲ့ API key ပေါ့เนาะဒီမှာကျွန်တော်တို့ရဲ့ API key ဒီကောင်လေးပေါ့နော်တကယ်လို့မိတ်ဆွေကနှစ်ခုရှိရပေါ့နော်ဆိုတော့ဒီတစ်ခုကိုပါထပ်ယူလိုက်မယ်ဒီလိုနှစ်ခုရှိရဆိုလို့ရှိရင်ဒီ API key ရဲ့နောက်မှာ comma လေးတစ်ချက်ကုတ်လိုက်sorry set ဖြစ်နေနော် comma လေးတစ်ချက်ကုတ်လိုက်နော်မြင်ရလားမသိဘူးနော် comma လေးတစ်ချက်ကုတ်လိုက်ပြီးရင်နောက်ကနေ API key တစ်ခုထပ်ထည့်လိုက်ဒါကြောင့်3ခုရှိရဆိုရင်အဲ့လိုပဲနောက်တဲ့ comma တစ်ချက်ကုတ်နောက်မှာ API key တစ်ခုထပ်ထည့်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့မှာ API key နှစ်ခုတခါလဲဆက်ပြီးတော့တုံးလို့ရပါတယ်ဗောနော်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနကကျွန်တော်ပြခဲ့တဲ့ဒီ pin agent မှာ API key ထည့်ရမယ့်နေရာမှာတွက်ထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ရပြီကျွန်တော်တို့တုံးလို့ရပြီဗောနော် pin agent ကိုခုနကကျွန်တော်တုံးပြလို့ပဲFacebook မှာ post တင်တာတွေလူတွေစာပို့တာတွေနောက်ပြီးတော့ကိုယ့်ရဲ့ကုန်ပစ္စည်းအကြောင်းတွေကိုတို့တင်ပေးပြီးတော့ customer နဲ့စကားပြောခိုင်းတာတွေအဲ့ဒါတွေအကုန်လုံးလုပ်လို့ရတယ်အစင်းစရာမှတ်တာတွေအစလုပ်လို့ရတယ်ဗောနော် okay အားလုံးကျေးဇူးတင်ပါတယ်